Hello ပဲမင်္ဂလာပါအိုဆူလာကိုကောအန်တဲ့ခါရကိုခေလိုလေးလာချို့ကိုအပဲနဲ့အနေနဲ့တစ်ဆက်ပေးပါမယ်ခင်ဗျာအိုဆူလာကောန်တဲ့ခေလိုပခိုးကိုခေလိုဘယ်လိုခေါ်မှာလဲပီပါခိုပခိုးကိုခေလိုဆိုရင်ပီပါခိုလို့ခေါ်ပါတယ်လက်မောပြလက်မောင်းကေလို့ဘယ်လိုခေါ်မလဲဆိုကျူနုကျွန်တော်ဒီမှာရေးပေးတာကျူလို့ရေးထားမှာဒါမဲ့အသာထွက်ရမှာဆိုတော့ကျူနုလက်ကိုကေလို့ဆိုကျူရေးထားတော့ကျူပေါ့နော်ဒါမဲ့ကျူလို့ထွက်ရအသာထွက်နီးစပ်ရေးပေးတော့မှာနော်လက်ကိုကေလို့ဆိုကျူလက်ဘဝကိုကြတော့ကျူညာတာလက်ဘဝကိုကျူညာတာဥမာမေနေပေါ့နော်နေလက်စာမီလက်ဘဝစာမီချပြလာတယ်နော်အဲ့တော့ကျူညာတာရကျူညာတာဒါတော့တတော်စစ်ပေါ့နော်တတော်စာမိပဲတတော်စစ်ကိုကျူနခီတတော်စစ်ကိုကျူနခီနောက်တစ်ခုကတော့ညာဘက်လက်ပေါ့နော်ညာဘက်လက်ကိုကျူထွဲညာဘက်လက်ကိုကျူထွဲလို့ခေါ်ပါတယ်ဒီခုကတော့လက်ချောတွေကိုကျွန်တော်တို့ကရင်လိုဖိတ်ကလက်ချောတွေကိုကရင်လိုကျူးမူလက်ချောကိုကရင်လိုဆိုရင်ကျူးမူနောက်တစ်ခုကတော့လက်သေးကျွန်တော်တို့လက်သေးတွေပေါ့နော်လက်သေးလို့ဆိုရင်ကျူးမိလက်သေးလို့ဆိုရင်ကျူးမိခုကတော့လက်ဖြာပေါ့နော်လက်ဖြာကိုကျွန်တော်တို့ကရေလို့ဆိုရင်ကျူဒေဟိုလက်ဖြာဆိုရင်ကရေလို့ကျူဒေမှာဘယ်လက်ခုနညာလဲနော်အခုကဘယ်လက်ကိုဆိုရင်ကျူကျစ်ဘယ်ဖက်လက်ဆိုရင်ကျူကျစ်မကိုကျန်းတော့လက်မကိုကြတော့ကရေလို့ဆိုကျူးမူတို့လက်မကိုကရေလို့ကျူးမူတို့လက်ညှိုးကြတော့ကရေလို့ဆိုရင်ကျူးမူယူလက်ညှိုးကိုကျူးမူယူလက်မကိုကျူးမူတို့လက်ညှိုးကိုကျူးမူယူလက်ခလက်ကိုကေလို့ဆိုရင်ကျူးမူသာကြီးလက်ခလက်ကိုကေလို့ဆိုရင်ကျူးမူသာကြီးလက်သူကျွဲကိုကေလို့ဆိုရင်ကျူးမလက်တကျွဲကိုကျူးမလက်ပန်းကိုကြားတော့ကျူးမူတဲ့လက်သားကိုကျူးမူတဲ့လက်သားကိုကျူးမူတဲ့လက်သားကိုကြည့်လို့ဆိုကျူးမူတဲ့လက်တီးပေါ့နော်လက်တီးစားမိမယ်တော့မွားချစ်တော့ခုလို့လက်တီးဆိုရင်ကျူးပါခို့လက်တီးဆိုရင်ကျူးပါခို့ကြောကိုကြတော့ခလိုခီဒီမှာကြတော့ခလိုခီလို့ရေးတာဒါမဲ့အနီးစပ်ရရေးပြတာနော်ခလိုခီပေါ့နော်နီးစပ်ရဆိုတော့
တကယ်ထည့်မယ်ဆိုရင် pluckyလို့ထွက်ရတယ်ခင်ဗျအဲ့လိုမျိုးထွက်ရပါတယ်နှစ်ခုလို့တူပဲเนาะကြောပြေလဲ plucky ပဲတကလေးလိုလဲတူပဲကရေလိုလဲတူပဲ plucky တူပဲကြောပြေရောကြောတူပဲအတာထွက်တူပဲခင်ဗျရေအိုကိုကြတော့ရေအိုကိုကြပါကရေလိုဆိုရင်ပါပွီထောကရေလိုတာပွီထောနို့ပေါ့နော်ရေသားပေါ့ရေသားဆိုရင်နူရေသားကိုကရေလိုခေါ်မယ်နူရေသားကိုနူအဲ့လိုခေါ်ပါတယ်ခင်ဗျာတော့နော်ချက်ကိုကြတော့ဒီချက်ကိုကရေလိုခေါ်မယ်ဆိုရင်ဒီပက်ကိုကရေလိုခေါ်မယ်ဆိုဟဒီမှာဟိုလို့ရေးပြတာနေဆက်ရအောင်နော်ဒါပေမဲ့အတာနဲ့လက်နဲ့ထောက်ကြည့်မယ်ဆိုကျွန်တော်တို့ရေပေါက်ကိုကြတော့တာလောကျဲရေပေါက်ကိုတာလောကျဲဒီခါပေါ့နော်ခါကိုကြတော့ယောဒီခါကိုယောဒီရေပေါက်ကိုတာလောကျဲခါကိုယောဒီခါရကိုနဲ့ပတ်သက်တာကြေလို့ခေါ်တာကတော့ဒါနဲ့အပက်နဲ့ဒီလောက်ပဲပါနော်အပက်နဲ့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်တမ်ပူကောတဲ့တတာအပက်တို့ကိုလည်းဆက်လက်ပြီးတည်ပေးသွားမှာမလို့ follow လည်းလုပ်ထားပေးပါဦး